ဒီဘက်မှာတော့ဘာမှမမရှိတဲ့ chocolate bill ကိုတွက်လက်ပြခဲ့ပါတယ်။ဝင်ကြီးကလည်း free ဆိုတော့လုံးဝကိုမိုက်စားပဲပေါ့။ Halloween season ဖြစ်တာကြောင့် team decoration တွေကလည်းအရင်ကိုလာပါပြီးတော့တပုံရိုက်ချင်တဲ့လူတွေအတွက်ကတော့လုံးဝနေရာကောင်းလေးတစ်ခုဖြစ်တယ်နော်။ Halloween event ကိုစက်တင်ဘာ1ရက်နေ့ကနေနိုဝင်ဘာ2ရက်နေ့ထိကျင်းပပါမယ်လို့သူ့ရဲ့ page မှာကြေညာထားတော့တွေ့ပါတယ်။ show တွေကြည့်မယ်ဆိုလို့ရှိရင်တော့ဘတ်150နဲ့လက်မှတ်ဝယ်ရပါမယ်။ဘိုက်စားလို့ရှိရင်လည်းလုံးဝစိတ်မပူပါနဲ့နော်ထဲမှာစားတော့ဆိုင်နေရှိပါတယ်အစားအသောက်တွေကဈေးတွေတော့အရင်မကြီးပါဘူး Great Chicken တစ်ကောင်လုံးမှာဘတ်350ပဲကျတယ်ထိုင်စားအပြင် European အစားအသောက်တွေပါရတယ်နော်ရေကတော့ mineral water မို့လို့ဘတ်50ကတော့ပေးရပါတယ်နေရာတစ်ခုလုံးက European style အဆောက်အအုံတွေနဲ့ Halloween decoration တွေကြောင့်အရန်ကိုလာပါပြီးတော့တပုံရိုက်ချင်တဲ့လူတွေအတွက် memory ဖန်တီးချင်တဲ့လူတွေအတွက်ကတော့ chocolate veil ကို mass basis ပေါ်လို့အကြံပေးချင်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်